ကျွန်တော်ကတော့လီယာပါဟော်ရာနဲ့စူဆန်ရှာဖွေ YouTube channel ထောင်ထားပါတယ်ခင်ဗျားတို့ဘာတွေးနေလဲကျွန်တော်သိတာပေါ့ဗျာတရေ channel မဟုတ်လားသူကဗီဒီယိုထဲမှာလိမ့်မယ်ပြီးတော့ကြောက်စရာကောင်းတဲ့အရာတွေကလည်းအကုန်လွန်ကျုပ်ကြီးပဲအဲ့လိုထင်နေကြမှာပေါ့ဒါပေမဲ့ကျွန်တော်အခုပြောပြမယ့်ဇလန်ကတော့လမ်းကျုပ်မဟုတ်ပါဘူးဗျာအဲ့ဒီညကခန်းစားခဲ့ရသမျှအကုန်လုံးကအစ်စ်မှန်နေကြီးပါပဲကျွန်တော်တို့တငယ်ချင်းအုပ်စုကတရေတွေထက်ဖိုးကောင်တွေမကောင်းဆိုးဝါးတွေကိုပို့ပြီးတော့စိတ်ဝင်စားကြပါတယ်အဲ့တော့ကိုလူသားတွေထဲမှာရှိနေတဲ့တကယ်အရက်ဆက်ဆုံးမကောင်းဆိုးဝါးနဲ့ကြုံလိုက်ရပါလေရောအဲ့ဒီကကျွန်တော်တို့ကဂျာမနီကိုသွားနေကြတာပါအစတော့အဲ့ရွာကိုသွားမလို့မဟုတ်ခဲ့ပါဘူးရွာနာမည်ကိုတော့မပြောပြတော့ပါဘူးနော်တကယ်တော့စွန့်ပစ်ဆေးရုံဟောင်းကြီးတစ်ခုမှာတရေလိုက်ရှာကြမလို့ပါအဲ့မှာရက်လိုက်တော့ရွာဆိုတာထက်မြို့ငယ်လေးနဲ့ပို့ပြီးတော့တူတာပေါ့ဗျဂျာမန်တွေကပရိသတ်တို့ထင်တယ်လို့တော့မဟုတ်ဘူးကျွန်တော်တို့ကိုမိသားစုဝင်အစ်စ်တွေလိုမျိုးဝိုင်းကြိုဆိုကြပါတယ်ကျွန်တော်တို့ခီးဆက်ဖို့အတွက်စီစဉ်ထားကြပေမဲ့အဲ့မှာပဲညအိပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်နိုင်ငံသားတွေဘာလို့လဲဒီမှာကတ်နေကြမလို့လားကျွန်တော်တော့ဘာမှမဖြစ်ရသေးဘူးမိန်းကလေးတယောက်ကဝင်ပြောလိုက်ပါတယ်ဖရန်ကအင်္ဂလိပ်လိုကောင်းကောင်းမပြောတတ်လို့ပါသူပြောချင်တာကရှင်တို့ကနိုင်ငံသားတွေလားပြီးတော့ဒီမှာတဲမလို့လားလို့သူကမေးချင်တာပါဟုတ်ပါတယ်ဗျပြဿနာတစ်ခုအများရှိလို့များလားခင်ဗျမဟုတ်ပါဘူးနှုတ်ဆက်ခြင်းလို့ပါကျမနာမည်ကအမ်မာလို့ခေါ်ပါတယ်တွေ့ရတာဝမ်းသာပါတယ်လီယွန်ပါကင်မရာကကောင်းလာကြည်လားရှင်တို့က YouTuber တွေလားဟုတ်ပါတယ်ကျွန်တော်တို့ကတရေ YouTube channel ထောင်ထားကြတာလေကောင်းတာပေါ့တကယ်တော့ကျမတို့လည်းတခြားရည်ရွယ်ချက်တစ်ခုကြောင့်ဒီကိုရောက်နေခဲ့ကြတာရှင်တို့ရဲနာရှာပုံတော့ကစားဘူးကြဘူးလားကစားဘူးတာပေါ့တစ်ချိန်လုံးကစားနေကြတာကောင်းတယ်ဒီမှာလည်းနိုင်ငံသားခီးတဲ့တွေနဲ့စော့တဲ့ရွေးရတဲ့လေးတစ်ခုရှိတယ်တရေတွေပြည့်နေတဲ့တော်တွေကစွန့်ပစ်နေရမျိုးမှာစော့ကြတာရှင်တို့ရောကျမတို့နဲ့အတူရဲနာမရှာချင်ဘူးလားမပြောတတ်ဘူးဗျကျွန်တော်တို့နည်းနည်းပင်ပန်းနေလို့ပါရှင်တို့ YouTuber တွေအတွက်ဗီဒီယိုကောင်းကောင်းရမယ်ဆိုတာသိကြပါတယ်ကဘာကြီးကကျမတို့လိုမျိုးငယ်လေးကိုလည်းကြည့်နိုင်မယ်လေဟုတ်ပါတယ်လူများများကြည့်ပါမလားဆိုတာတော့အာမမခံနိုင်ပေမဲ့ကျမတို့တေချာပေါက်တော့သွားကြည့်တင်ပါတယ်ညမိုးချုပ်တော့မှပေါ့အစိုးဆုံးအခြေအနေဆိုရင်တော့တရေဖန်းစားတာခံရတာမျိုးပြီးွားရင်အဲ့နေရာကြီးကနာမည်ကြီးလာရောလေဟာဒါကကျမတို့အတွက်ဘယ်လောက်တောင်ဒိဗယ်ရှိလဲဆိုတာရှင်းတော့မသိပါဘူးကျမတို့ရေနာရီတော့ဖွက်လိုက်အောင်မယ်ညမိုးမချုပ်မချေမသွားကြနဲ့နော်ဟုတ်ကဲ့ပါကျွန်တော်တို့ညအတွက်အသင့်ပြင်ထားလိုက်ပါမယ်မိုးချုပ်တာနဲ့ကျွန်တော်တို့အုပ်စုလည်းစွန့်ပစ်အင်ဂျီစီကိုရောက်လာခဲ့ကြပါတယ် channel အတွက် content ကောင်းကောင်းဆိုတာကိုတော့ဝန်ခံရမယ်ဗျနေရာကြီးက6ချဖို့ကောင်းပြီးတော့တခုခုဖြစ်တော့မယ့်ပုံစံမျိုးပါငါတော်တော်အံ့ဩသွားတာကိုတော့ဝန်ခံရမယ်ဟုတ်တယ်နော်ဂျူလီယာသူတို့ဒီနေရာထိလာပြီးတော့ပစ္စည်းဖွင့်နိုင်တာတော်တော်တတ်သိရှိတယ်လို့ပြောရမယ်သူတို့စကားပြောနေတော့ကျွန်တော်တို့ရှေ့ကအရင်သွားပြီးတော့အိမ်ထဲဝင်လာခဲ့ပါတယ်လက်ထက်မှာကင်မရာကိုအတင့်ကင်ထားတာပေါ့ဒီနေ့ပေါက်ပြင်ဘက်ကိုကြည့်လိုက်တော့ဘာလို့မှတဲတဲကွယ်ကွယ်မမြင်ရပါဘူးဒါပေမဲ့တစ်ပင်နေကြတဲ့မှာတခုခုလှုပ်သွားတာကိုကျွန်တော်တွေ့လိုက်ရပါလေရောငါတော့တိတ်သဘောမကျဘူးနော်ဟစ်ကောင်လေးငါတင်တော့ဒီနေ့လူတွေဖះရေလမ်းလိုက်တာဒီနေ့ပေါက်ပြင်ဘက်ကိုကြည့်လိုက်စမ်းအပြင်ဘက်ကိုလမ်းကြည့်လိုက်တော့မီးရောင်တွေအများကြီးကကျွန်တော်တို့ကိုဝိုင်းထိုးထားကြပါတယ်ပြီးတော့ခြေတန်းတွေကိုပါကြားနေရပါတယ်ကျွန်တော်တို့ကြီးရှိနေတာတော့မဟုတ်ဘူးပဲဒီမှာတရားရောက်နေတယ်လို့မထင်ဘူးလားငါတော့မသိဘူးဂယူလည်းမဆိုင်ဘူးဒီနေရာကနေသာမြန်မြန်ထွက်သွားကြရအောင်ကျွန်တော်ကြောင်ချားနဲ့ထွက်ပေါက်စီကိုရှောက်လာခဲ့ပါတယ်ဒါပေမဲ့တစုံတစ်ခုကိုမြင်လိုက်တဲ့အချိန်မှာတော့ခြေထောက်တွေကိုအနောက်ကိုပြန်ဆုပ်မိရတာဖြစ်သွားပါတော့တယ်ပုံသဏ္ဍာန်တိကျမှုမရှိတဲ့မျက်နှာဖြူကြီးတစ်ခုကကျွန်တော်တို့ကိုချောင်းကြည့်နေတယ်ဗျကျွန်တော်သူ့ကိုမြင်သွားတာနဲ့ချက်ချင်းပြန်ပုန်းသွားပါတယ်လီယွန်ဘာဖြစ်လို့လဲအခုချက်ချင်းသွားကြမယ်လေငါသွားလို့မရဘူးတကားတစ်ဖက်တစ်ချက်မှာငါတို့ထွက်လာတာကိုစောင့်နေတဲ့သူတယောက်ရှိတယ်ဂျူလီကဘာမှတော့မပြောပါဘူးဒါပေမဲ့သူမရဲ့မျက်နှာပေါ်မှာသုံးလုံး6ချမှုအရေးရောင်တွေတန်းလာတာကိုမြင်လိုက်ရပါတယ်ခြေတံတွေကနီးတစ်ထက်နီးလာခဲ့ပါပြီသူတို့ကဘယ်သူတွေလဲဆိုတာတော့ကျွန်တော်မသိပါဘူးခုနကမျက်နှာဖုံးတဲ့လူရှိနေတဲ့နေရာနဲ့စမ်းချစ်ဘက်ချမ်းကနေလာနေကြတာပါဒါကထောင်ချောက်ပဲစက္ကန့်အနည်းငယ်လောက်ကြာတော့ခြေတံတွေရပ်သွားခဲ့ပါတယ်ဒါပေမဲ့တကားပြင်ဘက်ကနေတဒုံဒုံနဲ့ထုနေတဲ့တန်တွေကိုကြားလိုက်ရပါလေရောဘာတွေလဲအပေါ်မောကြည့်လိုက်စမ်းကျွန်တော်ကြောင်းနဲ့တကြားနဲ့မောကြည့်လိုက်ပါတယ်ဒီလောက်ဆိုရတဲ့အရာကိုရောင်လို့တော့မတွေ့ဘူးခဲ့ပါဘူးမျက်နှာချက်ကြီးအပ်လာခဲ့ပါပြီအိမ်ပြိုတော့မယ်ပြေးကျွန်တော်တို့လည်းအသေးအတန်တွေပြေးကြတာပေါ့ဗျာမျက်နှာဖုံးတဲ့လူကိုလည်းမကြောက်နိုင်တော့ပါဘူးပြင်းလွှိုင်းနဲ့အိမ်ပြိုသွားတဲ့အတန်ကိုကြားလိုက်ရပါတယ်အဲ့ဒီအချိန်မှာခုနကဆယ်ကျော်သားအုပ်စုကိုထပ်တွေ့လိုက်ရပါတယ်ကျွန်တော်လည်းဒေါသတကြီးနဲ့ကောင်လေးတယောက်ကိုဂျက်ကတ်ကနေပြီးတော့ဆွဲကင်လိုက်ပါတယ်မင်းတို့ဘာဖြစ်နေတာလဲကွာငါတို့ကိုတတ်ဖို့လုပ်နေကြတာလားငါတို့ရှိနေတော့အိမ်ကိုဖြိုချဖို့လုပ်ခဲ့တယ်လေနင်တို့ကိုတတ်ပြစ်မယ်ကျွန်တော်တို့ဘာမှမလုပ်ပါဘူးဗျဒီမှပဲတစ်ချိန်လုံးရှိနေခဲ့တာအတန်တွေကြားလို့ကျမတို့ရောက်လာခဲ့တာရှင်တို့အဆင်ပြေမပြေလာကြည့်ကြတာပါကျမတို့နဲ့ဘာမှမဆိုင်ပါဘူးဘာဖြစ်လို့လဲပေါက်ကြရတွေရှောက်မပြောနဲ့မီးရောင်နေနဲ့ထိုးနေတာမင်းတို့မဟုတ်ဘူးလားအဲ့ဒီချိန်မှာစူညံတန်တွေကြောင့်ရဲတွေရောက်လာခဲ့ပါတယ်ကျွန်တော်နောက်ပြန်လှည့်ကြည့်လိုက်တော့ခုနကကလေးတွေမရှိတော့ပါဘူးကျွန်တော်တို့လည်းခီးစဉ်တစ်ခုလုံးအပြေရှာရင်းနဲ့ပဲကုန်းဆုံးခဲ့ရပါတယ်အဲ့ဒီကလေးတွေကပဲတရေတွေဖြစ်နေကြတာလားဘာလားပေါ့
နောက်ဆုံးတော့ကင်မရာကိုစစ်ကြည့်လိုက်တော့မှပဲအဖြေတွေ့သွားပါတယ်ကျွန်တော်တို့အိမ်ပြင်ထွက်လာခဲ့တော့ကအဲ့ဒီကလေးတွေရဲ့ကိုမှာဖုန်းတွေပေးကြံနေတာကိုသတိမထားမိခဲ့ပါဘူးကလေးတယောက်ရဲ့လက်ထဲမှာလည်းသူကြီးကင်ထားပါသေးတယ်အဲ့ဒါနဲ့နေရန်ကိုဖြိုချခဲ့တာဖြစ်မယ်အခုချိန်ထိကျွန်တော်တို့ဒီလိုနီးနဲ့တက်ပြစ်ရလောက်အောင်ကျွန်တော်တို့ဘာများလုပ်မိခဲ့လို့လဲအဲ့ဒီချိန်မှာကျွန်တော်တို့ဗီဒီယိုကို YouTube channel ပေါ်တင်လိုက်ကြပါတယ်တနေ့နေ့တရက်အစစ်နဲ့တွေ့မယ်ဆိုရင်တော့မှလူတွေနဲ့တွေ့ရတာလောက်တောင်ကြောက်ဖို့ကောင်းမယ်လို့တော့မထင်တော့ပါဘူးဆုံးနေကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ပရိသတ်လေးတွေရေစီဇန်လေးကိုနှစ်သက်တယ်ဆိုရင်တော့ channel လေးကို subscribe လုပ်ပေးပြီးတော့ Facebook page လေးကိုလည်း like လုပ်ပေးသွားပါအောင်နော်အားလုံးအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ